အားလုံးပဲမင်္ဂလာပါကျွန်တော် Foodway apps ရောက်နေတဲ့နေရာကတော့ Half Moon Bay က beach တစ်ခုရှုပ်တယ်နော်ကျွန်တော်နာမည်ကိုရေးပြပေးမယ်ဒီညရှုခင်းရရှယ်နော် lunch လာစားကဲကျွန်တော်ကတော့အောက်ဆင်းပြီးတော့ lunch သွားစားမယ်နော်ကျွန်တော်ရဲ့ချက်သားနဲ့ spaghetti တွေပါတယ် lunch သွားစားမယ်steak လည်းတည်လာတယ်နော်လမ်းမလျှောက်ချင်လို့တဲတောင်တွေတစ်ခုမှထိုင်ပြီးတော့ lunch စားမယ်နော် view ကတော့ share ပဲကဲတယောက်ထဲနော် lunch စားမယ်အိတ်ထဲကကျွန်တော် lunch ထုတ်စားမယ် skate တည်လာတော့ကွက်တီပဲထိုင်ကုန်မရှိဘူးနော်ထိုင်ကုန်နဲ့ကွက်တီဘိန်းထဲမှာလည်းလူတိတ်မရှိဘူးဒီကောင်ကကျတော့ view ကြိုက်တဲ့လူပေါ့နော်အေးရယ်ဆိုတော့ရေလာချိုးတဲ့လူတိတ်မရှိဘူးရေချိုးပြီးရေချိုးဖို့နာမည်ကြီးနေရမဟုတ်ဘူးနော်lunch time lunch စားပြီးတော့အခု Half Moon Bay State Park Beach ကိုပြန်ရောက်နေတယ်ဒါကတော့ဝင်ကြည့်ပေးရတယ်နော်တစ်စီး30ပေါ့ share view ကတော့မိုက်တယ်ဒါကြောင့် picnic table နဲ့ family friendly ဖြစ်တဲ့နေရာပေါ့နော်ဟိုနေရာ free ဆိုတော့ခွေးတွေခေါ်လာလို့ရတယ်ဒီထက်မှာတော့ခွေးတည်လာလို့မရဘူးနော်